လူတယောက်ပျက်စီးချိန်တန်းလာရင်ဘာတွေဖြစ်တတ်သလဲတဲ့ခေါင်းစဉ်ကယနေ့ခေတ်လူတွေကကောင်းတဲ့သူနဲ့ပျက်စီးသူဆိုရင်ပျက်စီးနေသူကရာခိုင်နှုန်းပိုများပါတယ်အဲဒီလိုဘာကြောင့်ပျက်စီးသူများသလဲဆိုရင်ကိုဖျက်စီးနေလို့ပျက်စီးကြတာပါသူများတကာကဖျက်စီးတာထက်ကိုဖျက်စီးမိကြလို့ပေါ့အဲဒီလိုတွေမပျက်စီးခင်မှာဒီအချက်တွေရှေးဥစွာဖြစ်ပါတယ်အဲ့ဒါတွေကတော့နံပါတ်1 confusion of right and wrong တဲ့မကောင်းတဲ့အရာတွေကိုကောင်းတယ်လို့ထင်လာတယ်တဲ့လူတရားဘဝမပြတ်ခင်မှာရှေးဥစွာဖြစ်တဲ့အချက်ကဒီအချက်ပဲအမှားကိုအမှန်ထင်လာတယ်မကောင်းတဲ့အကုသိုလ်တွေကိုကောင်းတယ်လို့မြင်လာတယ်ကိုလုပ်နေတာမကောင်းဘူးဆိုတာကိုနားမလည်တော့ဘူးကို့အမှားကိုမသိတော့ပဲသူများတွေကိုပဲအပြစ်တင်လာမယ်ငါမှန်နေတာပဲငါ့ကိုဘာလို့လားကဲ့ရဲ့နေတာလဲဆိုပြီးရံပြန်တွေ့မယ်ကိုမှအပြစ်ရှိနေတော့မှဝေမခံမဲ့သူများကိုပဲပုံချတက်လာတယ်နံပါတ်2 hey good advice ကောင်းမွန်တဲ့အကြံပေးသူတွေကိုမုန်းလာတယ်တဲ့ပျက်စီးတော့မဲ့လူတယောက်ဟာမိဘဆရာစကားတွေကိုနားမထောင်တော့ဘူးမိတ်ဆွေကောင်းတွေရဲ့ကောင်းမွန်တဲ့အကြံပေးချက်တွေကိုမလိုလားတော့ဘူးမှန်တာတွေပြောလာရင်လက်မခံနိုင်တော့ဘူးကိုမားနေတော့မှကိုဖားဖားရရနဲ့ချီးမွမ်းစကားပြောတဲ့သူကိုပို့ပြီးတော့နှစ်သက်လာတယ်ကိုမားနေလို့ထောက်ပြတဲ့သူကိုမလိုချင်ဘူးမုန်းလာတယ်အဲ့ဒီလိုလူတွေတွေ့ရင်စိတ်ကမကြည်တော့ဘူးအခုခေတ်လူတွေကဒီချက်တွေနဲ့အများကြီးညှိနေတယ်နော်နံပါတ်3 warm environment မကောင်းတဲ့လူတွေရဲ့ဆွဲခေါ်ခြင်းကိုခံရတယ်တဲ့ရစီတော့မဲ့လူတယောက်ဟာမူရည်စေဝါတရေရက်တောက်စားသူတွေနဲ့ပေါင်းလာမယ်စိတ်ညစ်တာကိုအကြောင်းပြပြီးပျော်ပြက်မယ်တွေနဲ့ရှုပ်မယ်အရက်တွေကိုအလွန်ကျွံတောက်လာမယ်လမ်းမေးတွေ့ကြရလူနဲ့ပေါင်းမယ်လောင်စားကိုနေ့စဉ်ရက်ဆက်လှုပ်လာမိမယ်ကိုယ်ဘဝကိုဖျက်ဆီးမဲ့လူတွေနဲ့ပေါင်းပြီးအချိန်တွေကုန်လာတတ်တယ်နံပါတ်4 no shame no fail အရှက်ကြောက်တရားတွေကင်းမဲ့လာတယ်တဲ့ပျက်စီးခြင်းတန်လာတဲ့သူတော်တော်များများဟာအရှက်တရားတွေကင်းမဲ့လာတယ်ဘယ်သူမှမကြောက်တော့ဘူးပြောခြင်းတဲ့သူပြောကဲ့ရဲ့ခြင်းတဲ့သူကဲ့ရဲ့ပါစေငါလုံးစရာရှိတာလုံးမှာပဲဆိုပြီးတော့မကောင်းမှုတွေကိုတွင်ခါလှုပ်လာတယ်အရင်ကသူများတကာကိုအတင်းပြောရင်တော့မှစိတ်ဆိုးမှန်ဆိုးဖြစ်ခဲ့တဲ့သူကအခုများတော့ပြောခြင်းတဲ့သူပြောပါစေအဓိကငါစားရဖို့ငါအစင်ပြေဖို့ပဲတွက်ပြီးလူတွေကိုလစ်လျူရှုတက်လာတယ်နံပါတ်5 change of backlash ကန်ဆိုးမှုတွေဇက်တိုက်ဝင်ရောက်လာမယ်တဲ့ရစီးချိန်တန်လာပြီဆိုရင်မကောင်းတဲ့ကံတွေကဝင်လာတယ်အလောက်ကိုင်းတွေပျက်စီးလာတယ်ကိုယုံကြည်ရတဲ့သူတွေကတစ္ဆာဖောက်လာကြတယ်ကိုတန်ဖိုးထားခံရတဲ့သူတွေဆုံးရှုံးလာတယ်ငွေကြီးတွေကြက်တဲလာတယ်လုံတိုင်းမဖြစ်တော့ဘူးပြောတိုင်းမအောင်တော့ဘူးနောက်ဆုံးဒီလိုတွေဇက်တိုက်ဖြစ်လာတော့ကျမ်းမာရေးတွေထိခိုက်လာမယ်အရင်ကကံကောင်းမှုတွေနဲ့ကြမ်းကြမ်းမာချမ်းသာနေပြီးမှအခုတော့ချမ်းရံနေမဲ့ပြီးယောဂတွေဝင်ပြီးပျက်စီးလာမယ်နော်နံပါတ်6 no inner peace စိတ်တွေမအေးချမ်းတော့ဘူးပျက်စီးနေတဲ့လူတယောက်ဟာစိတ်ထားတွေမတည်ငြိမ်တော့ဘူးအလွယ်တကူစိတ်ဆိုးလွယ်တယ်စိတ်ညစ်လွယ်တယ်တခုခုဆိုစိတ်ပူစရာတွေကိုတွေးနေတတ်တယ်အဲ့ဒီလိုတွေဖြစ်လာရင်စားမဝင်တော့ဘူးအဲ့လိုမပျော်တော့ဘူးဘာကြောင့်လဲစိတ်တွေဖိစီးလာတာကိုတချို့သူတော်ကောင်းကြီးတွေအိပ်မပျော်တာကပီတိကြောင့်အခုလိုအိပ်မပျော်တာကစိုးရိမ်မှုတောကတွေကြောင့်ဖြစ်ပါတယ်တွေးမိရင်လည်းမကောင်းတာတွေပဲတွေးနေတော့အမြဲတမ်းပူပန်နေရတယ်နော်နံပါတ်9 good opportunity ကောင်းတဲ့လမ်းတွေကိုပိတ်ဆို့သွားတယ်တဲ့ရှေ့ကပြောခဲ့သလိုမကောင်းတာတွေဇက်တိုက်ဖြစ်နေတဲ့အခါကျတော့ကိုကောင်းတဲ့သူတွေကခွာသွားကြတယ်ကောင်းတဲ့လူတွေမရှိတော့ကောင်းတဲ့အခွင့်အရေးတွေဆုံးရှုံးရတယ်မိတ်ဆွေစိတ်တွေကိုနားမှာမရှိတော့ပဲကိုတွန်းချမဲ့သူတွေပဲဝိုင်းနေတတ်တယ်မကောင်းတဲ့သူတွေဝိုင်းနေတော့ကောင်းမွန်တဲ့တလန်းတွေပိတ်ဆို့ကုန်တယ်ကိုကအကောင်းဆုံးပြန်လဲနိုးထားမယ်ဆိုရင်တော့မှလုံးဝမဖြစ်နိုင်တော့ဘူးနော်နောက်ဆုံးပြောချင်တဲ့အချက်ကတော့
ပျက်စီးခြင်းဆိုတဲ့တရားဟာသူများတကာလို့ပြက်တာထက်ကိုယ်စိတ်ကိုကိုယ်မနိုင်လို့ပျက်စီးရတာပါစိတ်ဓာတ်တွေပျက်စီးသွားပြီဆိုရင်အဲ့ဒီပျက်စီးနေတဲ့စိတ်နောက်ကိုလိုက်နေတဲ့ခန္ဓာကြီးကလည်းပျက်စီးမှာအမှန်ပဲဒါကြောင့်ဒီအချက်တွေမိမိတို့တဏ္ဍာမှာခံစားနေရပြီဆိုရင်ချက်ချင်းပြင်ဆင်ကြပါလို့တိုက်တွန်းလိုက်ရပါတယ်နော်